တခါတလေအလိုမကျမိတာအလွယ်လို့မင်းကိုဘယ်တော့မှစိတ်မပြတ်ဘူးပါဘူးစိတ်ဆိုးမိတာလေခဏပါမင်းကိုအကြိုင်ပြစ်ထားဖို့အတွက်ငါမှတတိမရှိပါဘူးနော်တိခံနေဆိုတာအကြောင်းရှိပါတယ်တချို့ကချက်လို့တိခံပေးတာတချို့ကကျေးဇူးရှိလို့တိခံတာတချို့ကမကင်းနိုင်သေးလို့တိခံနေတာဘယ်လိုအကြောင်းကြောင့်ပဲတိခံအတိုင်းတာရှိတယ်ဆိုတာကိုတော့မင်းမမေ့ပါနဲ့နော်တက်တီတွေလည်းမပြချင်တော့မျက်ရည်တွေလည်းမကျချင်တော့ဝေးချင်သမားဆိုရင်လည်းဝေးပါစေတော့လွဲသွားရတဲ့အဖြစ်ဆိုးတယ်ဆိုရင်တော့ဆွဲထားမှမြဲတဲ့ချစ်ချင်းမြတ်တာမျိုးတော့တကယ်မလို့ချင်တော့ပါဘူးကိုယ်စကားလာပြောတဲ့သူတွေအများကြီးရှိချင်ရှိပါလိမ့်မယ်ဒါပေမဲ့ကိုပြောချင်လို့စောင့်နေတဲ့သူကမင်းတယောက်တည်းပါပဲ